ငါရင်ဝယ်ခဲ့ဘူးတဲ့ product တစ်ခုရှိပါတယ်အဲ့ဒါကငါမနေ့ကကြောညာစာတစ်ခုအနေနဲ့ထပ်တွေ့လိုက်နေတယ်ဒါပေမဲ့ငါမမှတ်မိဘူးရှင်နာမည်ကဘာပါလဲငါအဲ့အမှန်တည်းစိတ်ထားလိုက်ရမှာခုတော့ဘယ်ဥစ္စာရှာမရဖြစ်နေပြီငါရဲ့စာရွက်တွေထဲမှာလည်းအဲ့ဒါမှမတွေ့တော့တကယ်လိုအပ်ပြီဆိုလို့ရှင်စဉ်းစားရတော့တကယ်ခက်တယ်လူတွေက test တွေထက်ဗီဒီယိုတွေကို65ရာခိုင်နှုန်းအထိပို့ပြီးတော့မှတ်မိကြတယ်80ရာခိုင်နှုန်းတော့ social media အသုံးပြုတဲ့သူတွေကဒီ product တွေကိုဗီဒီယိုတွေကနေတစ်ဆင့်ဝယ်ယူကြဖို့စုံဖြတ်ကြတယ်ဆိုတာတကယ်လား bro ဟုတ်လားအဲ့ဒီတော့လူချင်းမင်းတို့ရဲ့လုပ်ငန်းမှာဗီဒီယိုတွေနဲ့ marketing မလုပ်နေတဲ့၍အမိတ်ခံနေရအောင်ပါပဲโอเคရပြီ